Singapore ရဲ့အထင်ကအဆောက်အုံတစ်ခုပေါ့နော် Marina Bay Sands အတူက MBS Hotel ကြီးမှာမကြသေးခင်ကမီးလောင်မှုလေးတစ်ခုဖြစ်သွားခဲ့တယ် ဟုတ် ဒီတည်းကိုကြားလိုက်ရင်တော့ဟိုတယ်မီးလောင်တာပဲဆိုပြီးတာမန်တည်းလေးလို့ထင်စရာရှိပေမဲ့ဒီတီးတယ်လို့ဆိုနိုင်တဲ့ဖေရလေးနောက်ကလည်းမှာစိတ်ဝင်စားစရာအချက်တွေအထူးသဖြင့်အထက်မြက်ဆောင်တွေရဲ့ဘေးကင်းလုံခြုံရေးနဲ့ပတ်သက်ပြီးတော့လေစဉ်းစားစရာတွေတော်တော်များများရှိနေပါတယ် ဟုတ်ပါတယ် ဒီနေ့အဲ့ဒီအကြောင်းအရာတွေကိုနည်းနည်းလေးဆင်းပြီးလေ့လာကြည့်ကြရအောင်။ဘာတွေတိတိကျကျဖြစ်ခဲ့တယ်လဲအခြေအနေတွေကဘလို့ရှိခဲ့လဲဒီဖြစ်စဉ်ကနေဘလို့သင်ခန်းစာတွေတတိပြုစရာတွေရနိုင်မလဲဆိုတာတွေကိုဆွေးနွေးသွားကြမှာပါ။ ကောင်းပါတယ် ဒီဆွေးနွေးမှုတို့အခြေခံထားတာကတော့ဒီမီးလောင်မှုနဲ့ပတ်သက်တဲ့သတင်းမီဒီယာတွေရဲ့ဖော်ပြချက်တွေကုန်းလုံးချက်တွေပဲဖြစ်ပါတယ် ဟုတ်ပါတယ်ဒီဆွေးနွေးမှုရဲ့အထူးရည်ရွယ်ချက်အားလေဒီဖြစ်စဉ်ရဲ့အသေးလေးအချက်လက်တွေကိုသိဖို့ရဲ့ MBS လို့အေယာမစောင်းအောင်ကြီးရဲ့ရှုပ်ထွေးတဲ့တိဆောက်ပုံကိုတတိပြုမိဖို့အထူးကတော့လေအထမဲ့အဆောက်အုံတွေမှာမီးဘေးလုံခြုံရဲဆိုတာဘလောက်အရေးကြီးထည့်သွင်းစဉ်းစားရမယ်ကိစ္စလဲဆိုတဲ့အချက်ကိုပို့ပြီးနားလည်သဘောပေါက်စေဖို့ပါပဲဆိုတော့တေးသေးလေးကနေဘယ်လိုသင်ခန်းစာရမလဲကြည့်ရတာပေါ့ ။ဟုတ်ကဲ့ကောင်းပါပြီ။ဒါဆိုဖြစ်စဉ်သေးစိတ်ကဆက်လိုက်ကြရအောင်။သတင်းတွေရမီးလောင်မှုကနေ့လေ3:40မိနစ်လောက်မှဖြစ်ခဲ့တာနော် ဟုတ်ကဲ့ ။မီယာက MBS Hotel ရဲ့55ထပ်မှာပါ။ ဟုတ်တယ် အဲ့ဒီ55ထပ်ဆိုတာကဟိုတယ်ရဲ့အများပြည်သူဧည့်သည်တွေပုံမှန်သွားလာလည်းမရှိတဲ့နေရာ non public area လို့သိရတယ် အော် ။ဒါကအရေးကြီးတဲ့အချက်ပဲ။ဘာလို့လဲဆိုတော့လူလူရဲ့တစီနိုးလို့နေရာဒါမှမဟုတ် lobby လို့နေရာမျိုးမှဖြစ်တာနဲ့ယင်ရင် emergency တုံ့ပြန်ရမယ့်အခြေအနေလူတွေကိုရွှေ့ကမပေးရမယ့်အခြေအနေကချက်ချင်းမှကွာသွားစေတယ်။ဟုတ်ကဲ့အဲ့ချီနှုံးကအဝေးကနေမြင်လိုက်ခဲ့သူတွေပြောပြတာတော့ဟိုတယ်ရဲ့အမှတ်တင်ကြီးတလို့ဖြစ်နေတဲ့အဲ့တင်ပေါ်ကြီးပုံစံ sky တဲ့နားကနေမိခုတွေထွက်နေတာကိုတတိထားမိကြတယ်လို့ဆိုပါတယ် မြင်ကွင်းမောင် ဟုတ်တယ်တကယ်တမ်းဘာလောင်တာလဲဆိုတော့အဲ့55ထပ်မှာရှိတဲ့ plastic Jenkins တခုမီးလောင်ခဲ့တာပါတယ် plastic Jenkins ဆိုတော့လောင်ရတဲ့ပစ္စည်းပေါ့ဒီနေရာမှာစိတ်ဝင်စားစရာအကောင်းဆုံးအချက်ကပါလဲဆိုတော့ အဲ့ဒါလေမိသက်တွေမရောက်ခင်ဝန်ထမ်းတယောက်ကညီလိုက်နိုင်တာမဟုတ်လား ဟုတ်တယ် ဟိုတယ်ထဲမှာတက်ဆင်ထားတဲ့ရေပိုက်ခေါင်း host reel ကိုတုံးပြီးတော့မီးငင်းတန်နိုင်ခဲ့တယ်ဆိုတာပဲဒါတော်လေးမြန်ဆန်တဲ့တုံပြန်မှုလို့ပြောရမှာပေါ့ အတိအကျပဲဒီလိုမြန်ရိမ့်နိုင်ခဲ့တာကကန်ကောင်းတာလားဒါမှမဟုတ်တို့ရဲ့လီးကျင်ထားမှုကောင်းလို့လားဘလို့တုံးတက်နိုင်မလဲခင်ဗျာအဲ့ဒါနှစ်ခုစလုံး concept တယ်လို့ပြောရမှာပဲကန်ကောင်းတာကမီးလောင်အဲ့ဒီချိန်မှာအများကြီးမကြီးသေးလို့ပြီးလို့ဝန်ထမ်းကအနီးနားမှာရှိနေတာဖြစ်နိုင်တယ်ဒါပေမဲ့ပိုအရေးကြီးတာကအဲ့ဒီဝန်ထမ်းကရှိနေတဲ့မီးဝင်တက်ရေးပစ္စည်းကိုဘလို့သုံးရမလဲသိနေလေ သိနေတယ် သုံးရတဲ့တက်တီလည်းရှိတယ်ပြီးတော့အေးပေါ်သုံးဖို့ရေပိုက်ခေါင်းကအသက်အလုလုတဲ့အနေအထားမှာရှိနေတယ်ဒါတွေအားလုံးကစနစ်တကျကြိုတင်ပြင်ဆင်ထားမှု on-site preparedness ပေါ်လေနဲ့လေ့ကျင့်မှုရဲ့အရေးပါပုံကိုပြနေတာပဲမီးလောင်မှုတွေမှာပထမဆုံးမိနစ်ပိုင်းကအဆုံးဖြတ်ပေးလိုက်လောက်အောင်အရေးကြီးတယ်ဗျ ဟုတ်ကဲ့တင်းဖော်ပြချက်တွေမှာတော့မီးလောင်မှုကတင်းခဲ့တယ်ပြီးတော့အများပြည်သူနဲ့မဆိုင်တဲ့နေရာမှာဖြစ်ခဲ့တာလို့ဆိုပါတယ်ဒါပေမဲ့ online မှာပြန်ပေါ်တဲ့ဓာတ်ပုံမတန်းတစ်ခုမှာတော့9ထက်အပေါ်နားမှာမီးတော့ကိုမြင်ခဲ့ရတယ်လို့လည်းဆိုပြန်တယ်ဆိုတော့မီးကတေးရပြောပေမဲ့အပြင်ကမြင်ရတဲ့အခြေအနေတော့ရှိခဲ့ပုံရတယ် ဒါကလည်းစိတ်ဝင်စားစရာအချက်ပဲမီးပဲလုံခြုံရေးမှာတကယ်ဖြစ်တဲ့အန်ဒီရဲ့ပြင်လူတွေကအန်ဒီရဲ့လို့ချီမြင်ယူဆတဲ့အချက် passive risk ပေါ်လေအဲ့ဒါကလည်းအရေးကြီးတယ်အထဲမှာမီးကထိန်းချုပ်လိုက်နိုင်ပြီဆိုပေမဲ့အဝေးကမြင်ရတဲ့မီးခိုးမီးတောက်ကလူတွေကြားထဲမှာစိုးရိမ်ပူပန်မှုထိတ်လန့်မှုတွေဖြစ်စေနိုင်တယ်လေ ဟုတ်တာပါ ဒါကြောင့်သတင်းချက်လက်မှန်ကန်ကန်နဲ့အချိန်မီထုတ်ပြန်ပေးဖို့ကလည်းရေးပေါ်အခြေအနေစီမံခန့်ခွဲမှုမှာအရေးပါတဲ့အစိတ်ပိုင်းဖြစ်လာတာပေါ့ ကောင်းပြီဒါဆိုရင်ဒီမီးပယ်ကစဖြစ်တယ်ဆိုရက်ဇစ်မြစ်ကိုဆက်ကြည့်အောင်အခုထိတိထားရတဲ့လောက်က warning soda ကနိစားတာလို့ယူဆနေကြတယ်နော် ဟုတ်ပါတယ်အဲ့ဒီ55ထက်အနီးနားမှာလုတ်ဆောင်နေတဲ့ warning ဆိုတဲ့အလုပ်ကနေမီးပွားကျပြီးတဲ့အခုနပြောတဲ့ plastic Jenkins ကိုမီးဆွဲလောင်တာဖြစ်နိုင်တယ်လို့ယူဆထားကြတယ် အော် warning soda ကနေ ဟုတ်တယ် warning ဆိုတဲ့မီးပွားဆိုတာကဟေဆိုတဲ့အခါထွက်လာတဲ့အပူချိန်မြင့်တဲ့တက်တုအမုံအစားလေးတွေပေါ့ ဝီဒီမီပွားလေးတွေကတေးသေးလေးတွေဆိုပေမဲ့ဒီလောက်ပြဿနာဖြစ်သွားနိုင်တာပဲเนาะ အဲ့ဒါအရေးကြီးတဲ့သင်ခန်းစာပဲဝိရင်စောခြင်း welding ပေါ့သို့မဟုတ်တက်တူဖြတ်တောက်ခြင်း cutting လိုမျိုး hot work လို့ခေါ်တဲ့အလုပ်တွေကစောက်လုပ်ရင်းနဲ့ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းခွင်တွေမှာမီးလောင်မှုဖြစ်စေတဲ့အဓိကအကြောင်းရင်းတွေထဲမှာပါတယ်ဒီမီးပွားလေးတွေကအပေါက်သေးသေးလေးတွေထဲကနေ
ဒါမှမဟုတ်အကိုင်းရဲ့နေကြားကနေလောင်လော်တဲ့ပစ္စည်းတွေရှိတဲ့နေရာကိုရောက်သွားပြီးနာရီပေါင်းများစွာကြာတဲ့အထိမီးကျွမ်းနေနေတဲ့ small rain ပေါ့ပြီးမှမီးတော့အထိမြင်ရတာမျိုးတွေရှိတတ်တယ်ဒါကြောင့်ဒီလိုအလုပ်တွေလုပ်တဲ့အခါမှာအထူးသတိထားဖို့လိုတယ် ဒါကြောင့်မလို့လုံငန်းခွင်ဘေးကင်းရေးစီကန်းနဲ့လုံထုံလုံနည်းတွေတည်တည်ချာချာလိုက်နာဖို့လိုတယ်ဆိုတဲ့သဘောပေါ့အင်္ဂလိပ်လို safe work procedure SWP လို့ခေါ်တဲ့အချက်တွေပေါ့နော် တိတိကျကျပါပဲ SSBP ဆိုတာစာရွက်ပေါ်ကစီကန်းချက်တွေမဟုတ်ဘူးလက်တွေမှာအတုံးချရမယ့်အကာအကွယ်တွေပါ wearing စော်မဲ့နေရတဝိုင်းမှာလောင်စာဖြစ်နိုင်တဲ့ຢာတွေအကုန်ရှင်းလင်းထားဖို့မီးလောင်လွယ်တဲ့ပစ္စည်းတွေကိုအကာအကွယ် shielding လုပ်ထားဖို့မီးရစေဖို့အသင့်ထားရှိဖို့လိုအပ်ရင်မီးဆောင်ကြည့်လို့ fire watcher တယောက်တည်ရန်ထားဖို့စတဲ့အချက်တွေအကုန်လုံးစနစ်တကျလိုက်နာရမှာဒီ MPS ကိစ္စက SSBP ကိုစနစ်တကျမလိုက်နိုင်ရင်ဘာဖြစ်နိုင်လဲဆိုတာကိုလက်တွေ့တတိပေးလိုက်တာပဲဗျာ ဟုတ်ကဲ့ဒီဖြစ်စဉ်ကိုပို့ပြီးနားလည်နိုင်ကို MBS အဆောက်အုံရဲ့အကြောင်းကိုလည်းနည်းနည်းပြန်ကြည့်သင့်တယ်ထင်တယ်။ဘာလဲဆိုတော့ဒီအဆောက်အုံရဲ့အရွယ်စားနဲ့ရှုပ်ထွေးမှုကမီးပဲလုံချုံရဲ့စိန်ခေါ်မှုပေါ့တိုက်ရိုက်တက်ရောက်နေလို့ပဲလी ဟုတ်ပါတယ်ဒီအချက်ကအရေးကြီးတယ်ပြောပါအောင် အဲ့ဒါ2010မှာစဖွင့်မိတာလေအားလုံးသိကြတဲ့အတိုင်းတာဝါအဆောက်အုံကြီး3ခုပါတယ်တစ်ခုချင်းစီက58ထက်စီမြင့်နေ ဟုတ်တယ်58ထက်စီ အဲ့ဒီတာဝါ3ခုရဲ့အပေါ်ဆုံးမှာလူတွေအသေးဆွဲဖြစ်နေတဲ့တင်ဘောပုံ Sky Park ကြီးကိုတင်ထားတာအဲ့ဒီ Sky Park က58ထက်အမြင့်မှာရှိပြီးတော့ရေကူးကန်တို့စားတောက်ဆိုင်တို့ရှုခင်းကြည့်နေရာတွေနဲ့ပန်းချံလိုလုပ်ထားတာလေ အခန်းပေါင်း2500ကျော်ဆိုတော့လူဘလောက်များများတစ်ချိန်တည်းရှိနေနိုင်မလဲစဉ်းစားကြည့်ပေါ့ဗျာ ဟုတ်တယ်အများကြီးပဲပြီးတော့အောက်ထပ်တီနဲ့မြေအောက်ထပ်တီမှာလည်းအစင်မြင့် shopping ဘောကြီးရှိသေးတယ် The Shop Sub Marina Bay Sands ပေါ့ ဟုတ်ပါ အဲ့ဒီတော့ hotel air တွေဒီစားတောက်ဆိုင်လာတဲ့သူတွေ shopping ထပ်တဲ့သူတွေ casino ကစားတဲ့သူတွေအလုံးလုံးတဲ့ဝန်ထမ်းတွေအားလုံးပေါင်းလိုက်ရင်တစ်ချိန်တည်းမှာလူပေါင်းတောင်းနဲ့ချီပြီးဒီဆောက်အုံထဲမှာရှိနေနိုင်တယ် တောင်းနဲ့ချီပြီနော် ဟုတ်တယ်ဒီလောက်အောင်မြင်လုံးလို့အခုသူ့ဘေးမှာနောက်ထပ်တာဝါအသစ်တစ်ခုတောင်ထပ်ဆောက်နေပြီလို့ဆိုပါတယ် အဲ့ဒီအရွယ်စား scale ပေါ့လေနှစ်လူဦးရေ density ကတမိုင်းအထက်မြင့်အဆောက်အုံရွယ်ရဲ့မိဘေးလုံခြုံရေးမှာအဓိကစိန်ခေါ်မှုထလာတာဒီလောက်ကြီးမားပြီးရှုပ်ထွေးတဲ့အထက်50-60နီးပါးမြင့်တဲ့အဆောက်အုံကြီးမှာမီးလောင်မှုတစ်ခုခုဖြစ်လာခဲ့ရင်အဲ့ဒီမီးကိုအချိန်မီထိန်းချုပ်ငြိမ်းသက်ထိုးဆိုတာကအောက်ခြေမှာချစ်တာတဲ့အစားတောင်းများစွာပိုခက်ခဲရှုပ်ထွေးပါတယ် ဟုတ်ပါပြီ မိတကားရဲ့လေကားကအမြင့်ဆုံးဘယ်လောက်ထိရောက်နိုင်မလဲအတွင်းပိုင်းမီတာစနစ်တွေက 100% အလွတ်လို့ဖို့လိုပါတယ် ကဲဆယ်ရေးကပို့တော့စိုးမယ်ထင်တယ်အထူးသဖြင့် Sky Park လို့အပေါ်ဆုံးနေရာမျိုးမှာလူတွေအများကြီးရှိနေခြင်းဆိုရင်ပေါ့ အတိအကျပဲစဉ်းစားကြည့်လေအရေးပေါ်အခြေအနေကျညာလိုက်ပြီ Skyback ပေါ်မှာလူရာကနန်းထောင်ကနန်းရှိနေတယ်အဲ့ဒီလူတွေအကုန်လုံး50ခွင့်တက်ကနေအောက်ကိုအန်ဒီရဲ့ကင်းကင်းနဲ့မြန်မြန်ဆန်ဆန်ဘလို့ဆင်းကြမလဲ ဘယ်လိုလုပ်မလဲ မီးလောင်မှုဖြစ်ရင်ဓာတ်လေကားတွေကအများကြီးတုံးလို့မရတော့ဘူးအရေးပေါ် turbo လေကားတစ်တီ emergency stairwells ကိုပဲအားကိုးရမှာလူထောင်နဲ့ချီပြီးအဲ့ဒီလေကားချင်းချင်းတွေကနေဆင်းဖို့ဆိုတာအချိန်ဘယ်လောက်ကြာမလဲ ဟုတ်ပါ လူတွေထိတ်လန့်ပြီးတိုးဝှေ့ကြရင်ဘလို့အန်ဒီရရှိနိုင်မလဲဒါတွေကစိတ်ကူးဟဲမှာတော့ကြောက်စရာကောင်းတဲ့မြင်ကွင်းတွေပဲဒီတကောက်မီးလောင်မှုကတေးလို့သာတော်တော့တယ်တကယ်လို့သာအခြေအနေဆိုးခဲ့ရင်ဒီကစရေးစစ်နစ်တွေအကုန်လုံးအစမ်းသက်ခံရမှာပဲ ဟုတ်ကဲ့ဒါကြောင့်ကြိုတင်ကာကွယ်ရေးအခုနကပြောတဲ့ Wayne ဆိုတာလို့အလုပ်တွေမှာစီကန်းတင်းတင်းကြပ်ကြပ်လိုက်နာဖို့ကအရန်အရေးကြီးသွားပြီပေါ့နော် ဟုတ်ပါတယ်ဒီနေရာမှာကျွန်တော်တို့မြန်မာစကားပုံလေးတစ်ခုကိုတတိယမိတယ်အမိုက်ကစားပိတရာမီလောင်ဆိုတာလေး ဟုတ်ကဲ့ ဒါကဒီဖြစ်စဉ်နဲ့တော်တော်လေးကိုတိုက်ရိုက်သက်ဆိုင်နေတယ်လို့ပဲ ဘယ်လိုမျိုးသက်ဆိုင်မှာတည်းချင်းပြပါဦး ဒီစကားပုံကတင်းငယ်တဲ့အရာအရေးမကြီးဘူးလို့ထင်ရတဲ့အရာတစ်ခုကိုပေါ်ဆလိုက်ခြင်းအပြင်ကြီးမားတဲ့ဘေးအန္တရာယ်ဖြစ်သွားနိုင်တယ်ဆိုတာကိုတတိဖိနေတာလေအမိုက်ဆိုတာဒီနေရာမှာဝိန်မီပွားလေးဖြစ်နိုင်တယ်ပလတ်စတစ်ဂျန်ကင်စ်လေးဖြစ်နိုင်တယ်ဒါမှမဟုတ်လိုက်နာဖို့ပြက်ကွက်ခဲ့တဲ့ဘေးကင်းရေးစီကန်းချက်တစ်ခုခုဖြစ်နိုင်တယ်ဒါလေးကတော့ဘာမှမဖြစ်ပါဘူးဆိုတဲ့အတွေ့အဲ့ဒီပေါ်ဆမှု complacency ပေါ့အဲ့ဒီနဲ့အခုလို MBS လိုနေရာမှာမီးလောင်မှုတရင်ဖြစ်လာတဲ့အထိရောက်သွားနိုင်တယ်ဒါကြောင့်ဘေးကင်းမှာအသေးစိတ်သိန်းကရေးကြည့်တယ်ဆိုတဲ့သင်ခန်းစာကိုဒီစကားပုံကပေးနေတာပါ အရာမှန်တဲ့သုံးသက်ချက်ပါပဲတကယ်တတိထားရမယ့်အချက်ပဲဒါပေမဲ့တစ်ဖက်မှာလည်း MBS လို့ခစ်မီဟိုတယ်ကြီးတစ်ခုလုံးမီးလောင်သွားဖို့ဆိုတာမျိုးကတော့ဖြစ်နိုင်ခြင်းနည်းတယ်မို့လားသူတို့မှာခစ်မီမူငိမ့်တိုက်ရေးစနစ်တွေ
ဥမာ sprinkler system လို့ရေပန်းဒီအလိုလျောက်ထက်ကြတဲ့စနစ်ကတက်ဆင်ထားမှာပဲလေ ဟုတ်ပါတယ်ခေတ်မီအဆောက်အုံဒီမှာမီးဘေးကာကွယ်ရေးစနစ်တွေအများကြီးတက်ဆင်ထားပါတယ်မီးကိုအာယုံဟန်ကိရိယာ smoke detectors ပေါ့အလိုရောက်ရေဖြန်းစနစ် sprinkler systems တွေမီးခတ်နိုင်တဲ့တကားတွေနဲ့နံရံတွေအရေးပေါ်ထောပေါက်လမ်းညွန်တွေစသဖြင့်အများကြီးပဲ ဟုတ်ကဲ့ ဒါတွေကြောင့်အဆောက်အုံတစ်ခုလုံးပျက်စီးသွားတဲ့အထိမီးလောင်ဖို့ကတော့ဟုတ်တယ်ဖြစ်နိုင်ခြေနေပါတယ်ဒါပေမဲ့အရေးကြီးတဲ့အချက်ကအဲ့ဒါမဟုတ်ဘူးလို့ကျွန်တော်ထင်တယ် အိုးဘာကိုဆိုလိုတာပါလဲ စဉ်းစားရမှာကမီးရဲ့အရွယ်စမဟုတ်ဘူးအရေးပေါ်အခြေအနေကိုယ်တိုင်ရဲ့အန်ဒီရေးပါမီးကတေးသေးလေးပဲလောင်တယ်ဆိုတော့ဒါမဲ့အရေးပေါ်အချက်ပေးတဲ့နေထွက်မိလာပြီလူတွေကဒါမီးအကြီးကြီးလောင်တယ်ပြီလို့ထင်ပြီးထိတ်လန့်တဲ့ကြားဖန်နဲ့ဖြစ်သွားကြပြီဆိုရင် ဟုတ်ပြီ အဲ့ဒီလူအုပ်ကြီးထွက်ပြေးဖို့ကြိုးစားရင်တိုးဝေးရင်လေကားပေါ်ကပြုတ်ကြတယ်ဒါမှမဟုတ်နှလုံးရောဂါလို့အခါရှိတဲ့သူတွေ shot ရပြီးအသက်အန္တရာယ်ဖြစ်ထွက်လာမျိုးတွေကမီးကြောင်တိုက်ရိုက်ထိခိုက်တာထက်ပိုပြီးအန္တရာယ်များနိုင်တယ်ဗျ ဟုတ်ကဲ့လူလေးထိတ်လန့်တာကပို့ဆိုးနိုင်တာပေါ့ အဲ့ပေါ့ဒါကြောင့်မီးဖေးလုံးကျုံရေးစီမံခန့်ခွဲမှုမှာမီးကိုညှင်းတတ်ဖို့ကြိုးစားတာတစ်ပိုင်းလူတွေကိုစနစ်တကျအန္တရာယ်ကင်းကင်းနဲ့ဘေးလွတ်ရာရွှေ့ပြောင်းပေးနိုင်ဖို့စီမံတာကတစ်ပိုင်းနှစ်ပိုင်းစလုံးကအရန်အရေးကြီးတယ် Panic is a secondary disaster လို့တော့ပြောလို့ရတယ် တကယ်ကိုစဉ်းစားစရာအချက်ပါပဲကောင်းပါပြီဒီနေ့ဆွေးနွေးခဲ့တာတွေကိုပြန်ချိုးရရင်တော့ Marina Bay Sands မှာဖြစ်ခဲ့တဲ့မီးလောင်မှုကအတိုင်းတာအဖြစ်တင်းငယ်ခဲ့တဲ့ဆိုပေမဲ့သူ့နောက်ကွယ်မှာလေးလာစရာသင်ခန်းစာယူစရာတွေအများကြီးရှိနေတာတွေ့ရပါတယ် ဟုတ်ကဲ့ဟုတ်ကဲ့ အချို့သဖြင့်ဝန်ထမ်းတို့ရဲ့မြင်ဆန်ပြီးမှန်ကန်တဲ့တုံ့ပြန်မှုကအခြေအနေပုံမဆိုးအောင်ထိန်းချုပ်နိုင်ခဲ့တာတကယ်ချီးကျူးစရာပါဒါပေမဲ့ဝင်းရင်စော့ကျင်းလို့လုပ်ငန်းခွင်တီးစိတ်ကနေစပ်ပြီးတော့ MBS လို့ AM မှာအထက်မြင့်အဆောက်အဦကြီးတွေရဲ့ရှုပ်ထွေးတဲ့မီးပေလုံခြုံရေးစီမံခန့်ခွဲမှုအထိကျေပြန့်တဲ့အရေးကြီးတဲ့အချက်တွေကိုဒီဖြစ်စဉ်လေးကမိမောင်းထုတ်ပြသွားခဲ့ပါတယ်နော် ဟုတ်ကဲ့နောက်ဆုံးအနေနဲ့ဒီဆွေးနွေးမှုကနေစပ်ပြီးစဉ်းစားစရာမိခွန်းတစ်ခုထုတ်ကြည့်ခြင်းပါတယ်အဲ့ဒါကတော့ MBS လိုမျိုးဒါမှမဟုတ်ကဘာနာမာတီဆောက်နေကြတဲ့ဒီထက်မြင့်တဲ့ဂီထက်ကြီးတဲ့အထက်မြင့်အဆောက်အဦကြီးတွေ mega structures တွေမှာပေါ့လေလူပေါင်းထောင်တောင်းကြီးအပြိုင်နဲ့တည်းရှိနေနိုင်တဲ့နေရာတွေမှာပေါ့လေဒီနေ့ဆွေးနွေးခဲ့တဲ့မီလောင်မှုလိုမျိုးဒါမှမဟုတ်ငလျင်လိုတဘာဝဘေးဒါမှမဟုတ်တခြားမမျောလင့်ထားတဲ့အရေးပေါ်အခြေအနေတခုခုရုတ်တရက်ဖြစ်ပွားလာခဲ့ရင်လက်ရှိတက်ဆင်ထားတဲ့အကောင်းဆုံးဆိုတဲ့လုံခြုံရေးစနစ်တွေကြိုတင်ရေးဆွဲထားတဲ့အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေပြီးတော့အထက်မှာရှိနေတဲ့လူသားတွေရဲ့တုံ့ပြန်မှုတွေကတကယ်တမ်းမှာအသက်ပေါင်းများစွာကိုကယ်တင်ဖို့ဘလို့အထိမြင်မြန်ဆန်ဆန်နဲ့ထိထိရောက်ရောက်အလုံးလုံးနိုင်စွမ်းရှိပါမလားဆိုတဲ့မိကုံပါပဲ ဟုတ်ကဲ့ဒါကတကယ်အရေးကြီးတဲ့မိခွန်းပဲ နီးပညာတွေဘလို့တိုးတက်လာပါစေကြိုတင်ပြင်ဆင်မှုစနစ်တကျလေ့ကျင့်ထားမှုနဲ့တဝူချင်းစီရဲ့တတိရှိမှုကအသက်ကယ်ဖို့အတွက်အဓိကအဆုံးဖြတ်ပေးမဲ့အရာတွေဖြစ်နေဦးမှာပဲဆိုတာကိုဒီလိုဖြစ်စဉ်တွေကအမြဲတမ်းသတိပေးနေမှာဖြစ်ပါတယ်ဗျာ